ခုထိလောက်ဆိုဒီလိုတော့ကိုနေမလားအချိန်တွေတိုင်းပဲမြဲတမ်းပို့ဆောင်လမ်းပြခွေကားလို့နေဘယ်ချိန်နေမစိုးနီးနာတင်ရှိတာကြော်လွန်ခဲ့တဲ့နေ့ရက်များကိုဆန်းစစ်ကပြန်ကြည့်ရင်အစိုးဆုံးတွေကကောင်းဆုံးဖြစ်အောင်ပြုခဲ့တယ်မဟုတ်လားလို့တော့လမ်းနဲ့ဝေးဆုံးရောက်ချင်းစွန့်ပစ်ကမချပြီကျင်နာစွာပဲဆောင်ရှောက်ထားစမြဲပါကြီးမစရာတွေဘဝတစ်လျှောက်လုံးအတွက်ပြင်းနေလို့နေတာအသိမာရီမကကြီးမဆုံးနေပါကြီးမန်ကမြဲတဲ့တာမသက်ဆုံးတိုင်းပဲကြီးမန်သွားနေမှာပြီးတဲ့ကောင်းကြီးများစွာကြီးမွန်ကရည်တွေ့ရင်ကလေးဘဝတွေကခုထိလောက်ဆိုဒီလိုတော့ကိုနေမလားအချိန်တွေတိုင်းပဲမြဲတမ်းဖို့ဆောင်လမ်းပြခွေကားလို့နေဘယ်ချိန်နေမစိုးနီးနာတင်ရှိတာကြော်လွန်ခဲ့တဲ့နေ့ရက်များကိုဆန်းစစ်ကပြန်ကြည့်ရင်အစိုးဆုံးတွေကအကောင်းဆုံးဖြစ်အောင်ပြုခဲ့မဟုတ်လားလို့တော့လမ်းနဲ့ဝေးဆုံးရောက်ချင်းစွန့်ပစ်ကမချပြီကျင်နာစွာပဲဆောင်ရှောက်ထားစမြဲပါချိန်မှစရာတွေဘဝတစ်လျှောက်လုံးပဲပြင်းနေလို့နေတာအသိမာရီမကကြီးမဆုံးနေပါ